ဝင်ချက်တည်းပူကြပါလေပြည်သူများဤစပူရှာတဲ့ဘုရားရှင်မွေတောင်းလုံးအောင်တော်နဲ့မြုပ်သုံးစုတည်ရှိတဲ့ဌာနေကျမတို့ရဲ့တလင်းလာရီတိုင်းတဝဲခရိုင်ရှိရှင်ကိုရှင်ဖရာသမိုင်းဟာထင်ရှားကြော်ကြားလှပါတယ်တောင်သုံးတောင်မှာရှိတဲ့ရှင်ထောက်ကုန်းရှင်မြော်တောင်ရှင်စံတော်ကလိန်အောင်စံတော်ရှင်ဒါအပြင်တောသုံးတော်မှာရှိတဲ့ရှင်ထောက်ထိန်ရှင်တဝဲရှင်စလုံးမြို့သုံးစုဟုဆိုသောရှင်မင်းခရုရှင်အုံအောနဲ့ရှင်မုတ်ထီးစတဲ့သမိုင်းဝင်ရှင်ကိုရှင်ဖရာဖြစ်ပါတယ်ရှင်မ
တန်ခဝဲဝဲကချစ်စရာဟန်ပန်းကြီးရွှေဝဲမြို့စီတစ်ခါတစ်ခါအရောက်လာစီခြင်းသည်ညာနာပင်လဲအစင်တကယ်လှပပနာတိတ်လာတဲ့ခန်းချီစီခယူလေးတွေဒူဒူကောက်ခါလမ်းလျှောက်ကြမည်ဝင်လိုက်စားချီဖွေးဖွေးလွှတ်လွှတ်မောင်ကန်ရဲ့အလှပကြီးဒူလမ်းကြမကွယ်ရဘူးစမ်းများနဲ့တဘာဝအလှတွေစုံစုံကြီးအရင်နှုတ်နဲ့မတူပါဘူးသူရဲ့သူရဲ့အမေစစ်စားရွှေဝဲမြို့စီဟုတ်တာဒီချင်းနဲ့ပြန်ကစ္စာဘုရားရောက်ကိုဝဲပါ၏ဓမ္မတရားကိုဝဲပါ၏တန်ဃာတော်အရှင်မြတ်ကိုဝဲပါ၏ကိုဝဲပါ၏ဩဃာတဩဃာတဩဃာတကာယကံဝစီကံမနောကံတဘာဒေါသခတိန်သောပြစ်တို့ကိုပြောက်ပါစေခြင်းကြိုးငါပထမဒုတိယတတိယတစ်ကြိမ်တစ်ကြိမ်သုံးကြိမ်မြောက်အောင်မြာယရဏတရားယရဏတန်ခါယရဏမြတ်သုံးပါးကိုယူသည်အလေးမြတ်လက်အုပ်မူ၍ရှိခိုးပူဇော်ညောမန်လျှော့ကရောပါဤအရှင်မြတ်တရားကိစ္စာမိဓမ္မံတရဏံကိစ္စာမိတဏံတရဏံကိစ္စာမိကရောရလို့ကျူအားကြောင့်ပေလေးပါကတုံးပါရပြည့်ရှိပါရန်လူမျိုးငါပါဝိပတ္တိတရားလေးပါယတနာတရားငါးပါးတို့မှာခါခတ်သိမ့်ကင်းလွတ်ငြိမ်းသည်ဖြစ်၍မတရားဟိုတရားနိဗ္ဗာန်တရားတော်မြတ်ကိုရပါလို့ဤအရှင်ဘုရားကိစ္စာမိဓမ္မံတရဏံကိစ္စာမိတဏံတရဏံကိစ္စာမိဗုဒ္ဓံတရဏံကိစ္စာမိဓမ္မံတရဏံကိစ္စာမိတဏံတရဏံကိစ္စာမိဗုဒ္ဓံတရဏံကိစ္စာမိဓမ္မံတရဏံကိစ္စာတော်ရလေးကိုအလဲလာပါမောင်ရဲ့မကြီးပင်တွေအောင်ငါမိုက်လို့ထမ်းတော်စီမြင်မယ်ရှုမျောခင်းတွေစုံစုံလင်းလင်းတော်ရဲ့သဘာဝပနာရလာပြီတဲ့တော်ရလေးကိုအလဲလာပါမောင်ရဲ့မကြီးပင်တွေအောင်ငါမိုက်လို့ထမ်းတော်စီမြင်မယ်ရှုမျောခင်းတွေစုံစုံလင်းလင်းတော်ရဲ့သဘာဝပနာရလာပြီတဲ့ခဏလေးနဲ့ကိုကိုပင်ကြီးတစ်သွဲရွာဝင်လမ်းနဲ့ရှိမှကွယ်ဓမ္မပင်နဲ့တွေ့ရမယ်လာရင်လွမ်းပြေရစေမယ်ခဏလေးနဲ့ကိုကိုပင်ကြီးတစ်သွဲရွာဝင်လမ်းနဲ့ရှိမှကွယ်ဓမ္မပင်နဲ့တွေ့ရမယ်